အားလုံးပဲမင်္ဂလာပါခန္ဓာဘက်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အာဆင်နယ်အသင်းရဲ့ကွင်းလည်နေရာအတွက်သတင်းတွေတစ်ခုကိုပြောချင်ပါတယ်အာဆင်နယ်အသင်းဟာအနာဂတ်မတိကျတော့တဲ့ကွင်းလည်လူတော်မဲ့ပါတီနေရာအတွက်ဘရက်ဖို့အသင်းရဲ့ကွင်းလည်လူခရစ်စတန်နော့ကတ်ကိုခေါ်ယူဖို့ကြိုးစားနေရလို့သိရပါတယ်တော်မဲ့ပါတီဟာအာဆင်နယ်အသင်းနဲ့ဦးစားပေးစနစ်နေခဲ့ပေမဲ့ရလက်တစုံတရာထူးခြားမှုမရှိသေးတာကြောင့်မကြခင်မှာအလွတ်နဲ့ထွက်သွားရဖို့ရှိပါတယ်ယခုဘက်မှာတော်မဲ့ပါတီဟာမိခိအက်ဒီတာနဲ့အနာဂတ်အတွက်ပြည်စုံစနစ်ဖို့ရှိရလို့သိရပါတယ်ဒါပေမဲ့လည်းအာဆင်နယ်အသင်းဟာ31နှစ်ရှိပြီဖြစ်တဲ့ဘရက်ဖို့ကွင်းလယ်လူခရစ်စတန်နော့ကတ်ကိုယူရို17တန်းနဲ့ကနဦးကလင်းလိုက်ပြီလို့သိရပါတယ်။အခုလိုကလင်းလိုက်တာကြောင့်တော်မတ်ပါတီနဲ့အာဆင်နယ်အသင်းဟာလမ်းခွဲဖို့တရားလောက်ဖြစ်နေပြီလို့ယူဆရပါတယ်။ခရစ်စတန်နော့ကတ်ဟာဘရက်ဖို့အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်ပြီးတော့2029ခုနှစ်အထိ31တန်းရှိနေသေးရပဲဖြစ်ပါတယ်။ခရစ်စတန်နော့ကတ်ဟာဘရက်ဖို့အသင်းနဲ့34ပွဲကစားထားပြီးတော့9လုံးသွင်း4လုံးဖိုင်ထားနိုင်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့တော်ဘက်ပါတီကိုစာရုပ်တန်တိုးစေခြင်းပြီးတော့အထိုင်ကျနေတဲ့စီနန်ကစားသမားကကစားသမားတဲ့အထိုင်မကျခင်အထိကူညီပေးစေချင်ပါတယ်။နောက်ပြီးတော်ဘက်ပါတီရဲ့ခြေသွဲပိုင်းဟာလည်းတည်ငြိမ်နေတာကြောင့်ဘိုင်နာဖလားတင်ပွဲတွေမှာသူ့ရဲ့အတွေ့အကြုံနဲ့လူငယ်တွေကိုဦးဆောင်စေချင်ပါတယ်။ဒါပေမဲ့လည်းအခုခေါ်ယူဖို့ကြိုးစားနေတဲ့ကွင်းလယ်ကစားသမားကလည်းပလေးများရဲ့အတွေ့အကြုံရင်းကစားသမားဖြစ်တာကြောင့်အရန်နေရာအတွက်တည်တော်တဲ့ကစားသမားဖြစ်ပါတယ်။အာဆင်နယ်ဟာတော်ဘက်ပါတီထွက်သွားရင်အသင်းရဲ့လောက်ခလာသာပေးချင်ရမှုရောနေတော့နိုင်ပြီးတော့နောက်လာမယ့်ကစားသမားရဲ့လာစားကလည်းညမ်းမယ်မလို့မထင်မိရကြောင်းအာဆင်နယ်အသင်းရဲ့လာစားသုံးစီနေတော့မယ်လို့ထင်ပါတယ်။အခုလိုငွေသုံးစီကိုကျင့်နေပြီမဲ့လည်းအာဆင်နယ်အသင်းဟာကစားသမားတဲ့ခေါ်ယူရမှာတော့တက်တွနေတာကြောင့်ပြောစရာတစ်ခုဖြစ်ပါတယ်။ညီကိုတို့အမြင်လေးတွေဆွေးနွေးတော့လို့ရပါတယ်။အစောကြီးထားထားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်